ဆေးလေးတစ်ပုတ်လောက်ဖတ်ပြချင်ပါတယ်အဆေးရဲ့ခေါင်းစဉ်ကိုတော့မြောက်ပိုင်းကငါကောင်းလို့ခေါင်းစဉ်ပေးထားပါတယ်မြောက်ပိုင်းကငါကောင်းစစ်တောင်းမြစ်ထဲရေတရေတန်းကစားတော့ကငါမျက်နှာကိုရှွန့်နဲ့ထိအောင်ပစ်ခဲ့တဲ့ကောင်စစ်တောင်းမြစ်တောင်ပြင်ပေါ်မှာဖနက်ကိုဂိုးရိုင်လိုထူပြီးဂိုးဖန့်ကျင်လွန်တဲ့ကောင်ငါတို့ကောင်တွေရဲ့ကံကြကြောက်မျက်နှာကိုဘောလုံးနဲ့ခဏခဏအကန်ခံထိတဲ့ကောင်ငါတို့ရွာရဲ့အမကနှစ်ကငါတို့ရဲ့စုရက်ကျောင်းရဲ့ဘေးကအုတ်နံတွေကကြောက်တန်ခဲတံတွေတွေးတဲ့နေရာတွေဖြစ်ပြီးကျောင်းရဲ့မြေသားကြမ်းကင်းမညီမညာကငါတို့ရဲ့တရေကွင်းကစားပွဲတော်ကြီးကျင်းပရာကစားကွင်းကြီးလည်းဖြစ်တယ်ဒါပေးဒါကြက်စနစ်မှာငါကစာတော်ပြီးစိတ်မဝင်စားရင်ဘာမှမလုပ်တဲ့မင်းကစာမတော်သူဖြစ်ခဲ့ရဆီယမရောင်းတဲ့ထညက်ကြော်မှမစားရင်လူစိုးကောင်လေးဖြစ်ပြီးဆီယမဆွဲခြင်းကိုအိမ်ထိသွားဆွဲပေးတဲ့ကောင်ကလူတော်လေးဖြစ်ခဲ့ကြကောင်းတင်ညံ့တွေကြောက်တင်ဘုံချင်းကြွားမြေပြူအမှန်ချစ်တွေအချင်းချင်းကြွားကြောက်တင်ဘုံဆောင်ချင်းခုတ်ခဲ့ကြသူတွေတွေးလိုက်တိုင်းလွမ်းတန်းတရတာတော့ပြုံးမိပြန်လို့အထက်တန်းရောက်တော့ရွာမြောက်ပိုင်းကိုစွန်းပြီးမြမပြည်မြောက်ပိုင်းကိုမင်းတို့ပြောင်းသွားကြတယ်မင်းတို့ရွာကိုအလဲလာတော့ဖားကတ်မှာကြောက်လုပ်ငန်းတွေလုပ်နေတယ်တဲ့လူကုန်တန်တွေနဲ့အသားကျလို့ငါကတော့ចောင်းဆရာပေါက်စအခြေခံလူရန်စားတွေကြားအသားကျလို့အဆက်အသွယ်ကရလိုက်မရလိုက်နဲ့အာနာသိမ့်တော့ပိုးဝေးသွားကြပြီထင်ခဲ့တာပေါ့ငါစီလာအပ်တဲ့အကောက်တစ်ခုဟာထူးထူးခြားခြားမင်းဖြစ်နေပြီးအဲ့ဒီထက်ထူးခြားတာကမင်းကပြည်သူ့ကာကွယ်ရေးရဲဘော်ဖြစ်နေတာပဲငါ့ကိုလည်းမေးသေးတယ်မင်းကမင်းရဲဘော်ဖြစ်နေပြီဆိုဟုတ်လားတဲ့ငါကလည်းဟုတ်တယ်ဆိုတော့ငါကကီယာရီစီကတင်တန်းဆင်းပြီးမြောက်ပိုင်းရဲဘော်ဖြစ်နေတာတဲ့မင်းကိုကြောင်းအုပ်ကြီးဖြစ်ပြီးထင်နေတာတဲ့ငါကလည်းမင်းကိုကြောက်တထေးကြီးဖြစ်နေပြီထင်တာပါပဲလမ်းချင်းတူတော့လူချင်းပြန်တွေ့တဲ့သဘောလို့ပြောရမလားပါပဲပညာရေးမှုဖြစ်ချင်တဲ့ကောင်နဲ့ကြောက်တထေးဖြစ်ချင်တဲ့ကောင်တယောက်ကကချင်ထုတ်မောင်းပြန်နဲ့တယောက်က M16 တပတ်ရင်နဲ့တယောက်ကကြားကြီးကွက်နဲ့တယောက်ကမြောက်ပိုင်းကွက်ကျဲနဲ့ယူနီဖောင်းတူဖို့မလိုဘူးဘုံရန်သူသားတူဖို့လိုတယ်မလားတိုက်ပွဲအကြောင်းတွေပြောတော့ဂယုစိုက်ဖို့ပြောကြပြီးငါနှလုံးသားကဒဏ်ရာအကြောင်းကိုပြောပြတော့မင်းပေါင်ကဖူတီအစမှန်တဲ့ဒဏ်ရာကိုပြန်ထုတ်ပြငငယ်ကလေးကဆီယမကြိမ်လုံးကိုပေခဲ့တဲ့ကောင်အခုလဲပေတုံးတေတုံးအဲ့ဒီဖူတီကငါခေါင်းပေါ်ကတန်းပေါ်မှာကွဲလို့ငါအသက်ရှင်တာတဲ့တေမဲ့အရေးကိုရီမောမောစိတ်ပါလက်ပါပြောလို့ငါကောင်ဟာသူရဲ့ကောင်စစ်စစ်ဖြစ်ခဲ့ပြီပဲကြောက်တထေးကြီးမဖြစ်ပေမဲ့ငါမင်းကိုဂုဏ်ယူတယ်လေးစားတယ်နေမြေအချင်းအကြောင်း139နှစ်ခွန်စစ်စင်ရေးအကြောင်းတွေမေးရင်ဖားကန်ကကြောက်ကွက်တွေကိုဟိုဘက်ဒီဘက်မျှစားနေတဲ့ကြတော့အပြစ်အခတ်ကိုမှော်တွေဘက်မှာ6လရက်ထားတယ်ကြတော့သူတို့ဘက်ကပြစ်မှာပြန်ပြစ်ရမယ်လို့အမိတ်ပေးထားတယ်ပြောတယ်ကြတော့ငါတို့တောင်ပိုင်းနဲ့တူလိုက်လေကွာလို့ပြန်ပြောမိတယ်တောင်ပိုင်းကကာစီနိုတွေနဲ့ကြားဖြန့်တွေနေဆက်ဂိတ်တွေအကြောင်းငါပြောပြတော့အေးကွာတိတ်မကွာပါဘူးတဲ့မြေပြန့်ကနှစ်ကောင်နိုင်ငံကြီးကိုချစ်မိတော့အစွန်အဖျားမှာလွန်သွားပေါ်တတ်ထိုင်နေရသလိုဘာပဲဖြစ်ဖြစ်နိုင်ငံကိုချစ်ကြပုံချင်းတူလို့အားတွေရှိတယ်ကွာမင်းကတော့မိုင်းချရန်အကြောင်းလိုက်စာကဘလို့လှချောင်းတွေပြောမပေါ်ငါကတော့ဖျားသုံးစုအကြောင်းလေးကိတ်ကောအကြောင်းပေါ့မင်းတို့မှာမြစ်စုံအကြောင်းပြောစရာရှိတယ်လို့ငါတို့မှာလည်းတောင်းရင်းမြစ်အကြောင်းပြောစရာတွေဒုနေဒီရှိပါတယ်တော်လန်ရေးမပြီးခင်ခွဲတာစိတ်တာတွေမတွေးနဲ့ငါကောင်ရေးတေးကြတာကတော့
အသက်ကိုစိတ်ပြီးခွဲပြီးပေးလို့မရဘူးမတေအောင်နေဆိုတော့မင်းကောင်ကကဘာကြီးပြတ်တာတော့မတေဘူးတဲ့လွယ်တော့မလွယ်ဘူးဆိုပဲတကယ်ကောင်ငါမျက်နှာကိုရှော့နဲ့ထိအောင်ပြက်တယ်လို့ရန်သူကိုထိအောင်ပြက်ကွာမင်းမျက်နှာကိုဘောလုံးနဲ့မှန်အောင်ကန်တယ်လို့ငါလည်းရန်သူကိုမှန်အောင်ပြက်မယ်ကြေးသားရိုက်တယ်လို့ကိုရိုက်ရမယ်အလှဲ့တော့ထိအောင်သာရိုက်ငါကောင်ကြီးငါတို့အလှဲ့မှာနှွဲ့နေလို့မရဘူးမလားငါကောင်ကြီးမြောက်ပိုင်းကငါကောင်ကြီးငါတို့ပြန်ဆုံတဲ့အခါဟိုးငယ်ငယ်ကမင်းအမေနမီကိုခေါ်ပြီးစတယ်လို့ချစ်စနိုးနဲ့အဲ့ဒီနာမည်လေးပြန်ခေါ်မယ်ငါတွေ့တော့လဲငါမကြိုက်တဲ့နာမည်ကြီးမင်းပြန်ခေါ်ပေါ့ကိုတီတောက်တွေအစားမြစ်တာတွေနဲ့ပေါက်ကြမယ်စက်ကူလှေတွေအစားခံစားချက်တွေမျောကြမယ်ပြန်ဆုံးခြင်းပါပြီကွာဒီနိုင်ငံမှာမိသားစုတွေပြန်ဆုံဖို့ချစ်ရသူတွေပြန်ဆုံဖို့ချစ်ရသူတွေရဲ့ငွေနဲ့ကြီးဝဲဖြည့်နေရတာတော့ရင်နာတယ်ကွာရင်နာနာနဲ့မင်းရောငါရောဒီအရေးထဲဝင်လာကြတာမလားမင်းချစ်တဲ့သူတွေနဲ့အမြန်ဆုံးပြန်ဆုံပါစေငါချစ်တဲ့သူတွေစီကိုငါလည်းမြန်မြန်ပြန်ရပါစေမင်းတို့ဘက်ပွဲတွေကြားရင်မင်းကိုလှမ်းပြီးမြတ်တာပို့မယ်ငါတို့ဘက်ပွဲတွေကြားရင်ငါ့ကိုမင်းလှမ်းပူပေါ့မတရားတာကိုတိုက်ဖို့လူမိုက်တွေဟာခေတ်အဆက်ဆက်မှာလိုတယ်တို့ရွာကလူမိုက်ထွက်တယ်လို့မကြားမိဘူးတို့ခေတ်မှာမှတို့ကောင်တွေလူမိုက်ဖြစ်ရတာပဲရွာကကျဲတပွင့်မြောက်ပိုင်းစစ်မြေပြင်မှာလင်းခဲ့တယ်လို့ရွာသမိုင်းထဲထည့်ရေးရအောင်တော့မယ်အာမလျှော့နဲ့တငယ်ချင်းရေအထိကိုက်ကင်းဖို့အနာတရနဲဖို့ရွာဖျားပွဲကိုမြန်မြန်ပြန်ရဖို့ငိမ့်ချမ်းသွားတဲ့အခါအောင်မြင်သွားတဲ့အခါမင်းလဲကြောက်တထေးကြီးဖြစ်အောင်လုပ်ငါလဲပညာရေးမှုဖြစ်အောင်လုပ်မယ်ငါတို့နိုင်သွားတဲ့အခါရွာမှာပြန်ဆုံကြတာပေါ့တို့ရွာကိုတိုးတက်အောင်မင်းကငွေအားဆိုင်ငါကလူအားဆိုင်မယ်ရွာမှာခေါင်းပြန်ချကြတာပေါ့ကွာလောလောဆယ်တော့ရွာမြောက်ပိုင်းကနေမြန်မာပြည်မြောက်ပိုင်းရောက်နေလို့မြောက်ပိုင်းကငါကောင်းလို့ပဲဂုံယူစွာခေါ်ပြစီကွာမြောက်ပိုင်းကငါကောင်းရေးမတေအောင်နေမကြွေအောင်ဝေဖို့လုံးဝမမေ့နဲ့နော်တောင်ပိုင်းဖြစ်ဖြစ်မြောက်ပိုင်းဖြစ်ဖြစ်ဘုံရန်သူကိုအတူတူတိုက်နေရတာမို့ငါဝမ်းမြောက်တဲ့တငယ်ချင်းကျမ်းမာလို့ဘေးကင်းအောင်မြေနင်းမဲ့ပြည်သူစစ်သားကြီးဖြစ်ပါစေငါကောင်းရေးတင်သူပါကျွန်တော်ရဲ့မြောက်ပိုင်းကငါကောင်းဆိုတဲ့အစီလေးကိုအဆုံးထိနားဆင်ခံစားခဲ့ကြသူအားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ